はい、皆さん、こんばんは。ဒီနေ့ကျတော့ကျွန်တော်ခန်းရှိပါအခန်းရှိမှာတော့နိုင်နိုင်ကိုကြည်ကြောနေしてနိုင်နိုင်ကိုအခြေခံနေနဲ့ဒီနေ့ကတကူကိုကျွန်တော်အခြေခံနေနဲ့ထားပြီးတော့ဆိုတော့ဘုံပေါ်တကူကလည်းပေါ့နော်အဲ့ဒီကျောင်းရတဲ့ကိုအခြေခံပြီးတော့တကူပြုလုပ်လိုက်တယ်ဖန်တီးလိုက်တယ်ဆိုတော့အဲ့ဒီဒိဗယ်နဲ့တရားမဲ့ဘုံပေါ်တွေကပထမဆုံးဘုံပေါ်ကなお元に、なお元にしてやがれ、してやろう、てれやれ、めてれやがれ。なお元に、それ、なおちげんびろ。なお元に、なおちげんびろ。ဥပမာဖြစ်သူတော့နာနတူယူ素材、寄贈、土台などからあるものを作り出すことができれば、ကျွန်တော်တို့ကခုရှိတဲ့ပေါ့နော်素材ဆိုတဲ့ဒီကောင်ချမ်းကြီးဒါမှမဟုတ်လေ基礎ဆိုတဲ့အခြေခံကြီးပြီးတော့ဒိုတိုင်းဆိုတဲ့အချက်လက်အုတ်မြစ်တွေအဲ့ဒီအခြေခံအုတ်မြစ်တွေဆိုအဲ့ဒီကြောင်ရာကိုအခြေခံပြီးတော့ကျော်တော်ကိုပြုလုပ်လိုက်တယ်ဖန်တီးလိုက်တယ်အဲ့ဒီချင်းကြရဲ့တောင်းပါတယ်နောင်မိုတိုနိဒီဘောမှာတော့နောင်ရဲ့နောင်ပြည်သူရဲ့တော့မှာတော့နောင်ထက်လာရင်မိုတိုနိしたပြန်ပါမယ်例文じゃこの小説は作者自身の個人的な体験を元に書いたものだそうだ。ဒီဝတ္ထုကားတဲ့作者自身တွေအဲ့ဒီစာရေးဆရာကိုယ်တိုင်ရဲ့個人的なသူကိုယ်တိုင်ကြုံတွေ့ရတဲ့တိုင်အတွေ့အကြုံအဲ့ဒီအတွေ့အကြုံကိုမို့တော့အခြေခံပြီးတော့ရေးရအရာဖြစ်ပါတယ်အဲ့တော့ဒီနေ့အဲ့ဒီဘုံဘောကသူခုအကြောင်းအရာတစ်ခုအဲ့ဒီအကြောင်းအရာတစ်ခုအခြေခံပြီးတော့သူရေးလိုက်တဲ့ short set စုအဲ့ဒါပြောချင်တာပါဒီတော့နံပါတ်1ဘုံဘောကနောင်に基づいてがလည်းအရှိအကြောင်းအရာကိုမြင်ဉာဏ်ပြီးတော့သူလည်းပြုလုပ်တာပဲဥပမာမျိုးနောက်နိုင်နေ기존이ခံကအဲ့တဲ့သူ့ကိုအခြေခံနေတဲ့တွေ့ပြီးတော့အာရုကုတ္တဆိုကြောင်းလည်းဘုလုပ်တာပါသောတာကပေါ်ကအဲ့ဒီအခြေခံအဲ့ဒီကုန်ကြမ်းတွေပါပြီးသုံးပြီးတော့အခြေခံပြီးတော့သူ့ကိုဖန်တီးလိုက်တာဒီမှာကျတော့အပြင်မှာရှိတဲ့အကြောင်းအရာကိုအခြေခံနေတဲ့စဉ်းစားပြီးတော့ပြုလုပ်လိုက်တာပါအဲ့တော့ဘလို့သူ့မှာဘလို့ရည်နဲ့တွေ့တာများတယ်မှာလဲဆိုတော့ခက်ခရက်လက်တို့ဒါမှမဟုတ်လေချောစာတို့အန်ကက်တို့ချောစာတို့ပြီးတော့ data ကိခါကိုဟိုရီစုအဲ့ကောင်တွေကနေပြီးအဲ့ဒီအချက်တွေကိုအခြေခံနေတဲ့စဉ်းစားပြီးတော့ပြုလုပ်ထားတဲ့ David နဲ့တောင်းရများပါတယ်သူရဲ့ရှိမှလိုက်မှာလည်း mail ရှိပါပဲသူရဲ့နောက်မှာ mail ရှိလာကနေနောက်に基づくダモに基づいたは米語じゃ最初のデータに基づいて売上の計画を立てたいと思います。最初のデータがနောက်ဆုံးပုံအချက်လက်တွေကိုမြင်ရပြီးတော့売上ဆိုတဲ့သူအယောင်ပေါ့နော်အယောင်ရဲ့計画ကိုလည်းအစီအစဉ်ကိုဆွဲမယ်ဆိုပြီးတော့စဉ်းစားပါတယ်တဲ့အဲ့တော့အခုလက်ရှိဖြစ်နေတဲ့နောက်ဆုံးပေါ်ထွက်ထားတဲ့ data အဲ့ဒီအချက်လက်ကိုမြင်ရပြီးတော့သူတို့ရဲ့အယောင်အဲ့ဒါအခြေခံနေတဲ့စဉ်းစားအခြေခံနေတဲ့စဉ်းစားပြီးတော့ balance ဆွဲမယ်ပြောနေတာပါဒီတဲ့နောက်တစ်ခုကနောင်နီစွတ်တဲ့ဆိုတဲ့ဒီကနောင်နီအောက်ရောကျွန်တော် A ဆိုတဲ့ကိစ္စတစ်ခုထားခိုင်းနေ A နဲ့ကိတ်ညောင်တော့မလွဲမသွေလုံးမှာပါပြီးတော့ရင် A ခါလာဟာဇူရနာယော A ဆိုတဲ့ခြေနေမှာပေးကျွန်တော်ခြေတစ်ခုပေးတိုင်းအဲ့ဒီခြေနေအတိုင်းလုံးဝလောက်ဆောင်ရမယ်ဆိုတဲ့အတိတ်ပဲတောင်းရများပါတယ်အဲ့တော့သူကလည်း main ရှိပါပဲarray ဖို့ကြောင့်考えられたテーマに沿ってレポートを書き進めてください。考えられたဆိုတဲ့စဉ်းစားထားတဲ့တဲမှာဆိုတဲ့ခေါင်းစဉ်ရဲ့အတိုင်းသူစဉ်ခေါင်းစဉ်ကိုပြတာအဲ့ဒီခေါင်းစဉ်အတိုင်းမလဲပြီးလောက်ပါလို့အိတ်ပြောချင်တာပါ report ကို copy စုမဲ့တူဒါဆိုင်အစီအစဉ်ဆောင်ဆက်လက်ပြီးရေးပေးပါနောက်တစ်ခုကနောက်နော်မို့တူတဲ့နောက်နော်မို့တူမိနောက်ရလက်အောင်ပါဆိုတဲ့အိတ်ပဲအဲ့တော့နောက်တော့မို့တူတဲ့ရကျွန်တော်အဓိကအဖြစ်လူတွေပါရင်လည်းတွေ့တော့မှများပါတယ်နောက်တော့မို့တူညီကအခြေအနေတွေနဲ့တွေ့တော့မှများတယ်私はあれ生まれてからずっと優しい祖母のもとで幸せに暮らしてきました。ကျွန်တော်ကလည်းဝေးကလေးနဲ့တောက်လျှောက်အဲ့ဒီသဘောကောင်းတဲ့အဖိုးရဲ့လက်အောက်မှာနော်ပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်ခဲ့ပါတယ်တဲ့အဲ့တော့အဲ့ဒီအဖိုးရဲ့လက်အောက်မှာဒါမို့တဲ့နာနောမို့တို့ညာတော့開発という名のもとに開発がコンピューターでကွန်ပျူတာတက်မှုဆိုတဲ့အဲ့ဒီနာမည်ရဲ့လက်အောက်မှာရှင်းစင်းဆိုတဲ့ကျွန်တော်သဘာဝတရားတွေက
ရှင်နာပါလေတဲ့ခုနကတန်နေတာသဘောတရားပြီးပြတ်ဆောင်နေရတာတော့စိတ်မကောင်းစရာပါပဲပြီးတော့နောက်တစ်ခုကမူခဲရကတော့နောက်ဆိုတဲ့ A ဆိုတဲ့ခြေတစ်ခုထားလိုက်ရင်အဲ့ဒီ A ဆိုတဲ့ခြေတွေဆိုရည်ရွယ်ပြီးတော့ပြုလုပ်ထားတဲ့နေရာတွေပြောချင်တာပါဟိုပါဗျဒီကားကဒီမတန်ဆွမ်းတွေအတွက်စဉ်းစားပြီးတော့ဖန်တီးထားတဲ့ကားမတန်ဆွမ်းဆိုတဲ့လူတွေအတွက်ဒီကဖန်တီးပြီးတော့ပြုလုပ်ထားတဲ့ကားပါသူရဲ့လိုက်တာကနောပါこれはローリが使うリカが好きだ子供向けに編集された冊子で、だがウィカそれ、ヘベペニャリ。ヘベペニャリを手に取ってレイリアと自由にのディピアタイ、冊子、メガゼンဖြစ်ပါတယ်မူခဲတာကတော့အဲ့ဒီကျောင်းကတခုတည်းရည်ရွယ်ပြီးတော့ပြုလုပ်ထားတဲ့အရာပါပြီးတော့မိုတိုညာအဲ့ဒီကြာရတယ်ဆိုလက်အောင်မှာကျွန်တော်သူ့ရဲ့လက်အောင်မှာရှင်းတန်းတာတို့အဲ့ဒီအချင်းကြီးတစ်ခုရဲ့ကြောင်းရရဲ့အောက်မှာရောက်တစ်ခုရဖြစ်နေတာတို့ပြီးတော့နောက်နေ့ဆိုတဲ့ကအဲ့ဒီသူပေးထားတဲ့ A ဆိုတဲ့ကြောင်းရအတိုင်းမလွဲမသွေကိတ်မြောင်လောက်ရမှာပါပြီးတော့နောက်ညီမိုတိုဆိုတဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်အခြေခံနေနဲ့စဉ်းစားပြီးတော့သူ့ကိုမြင်ဉာဏ်ပြီးတော့ပြုလုပ်တဲ့ပုံပါပြီးတော့နောက်တစ်ခုကနောက်မိုတိုနိနောက်အခြေခံနေနဲ့ပြုလုပ်တာပဲသူလို့အဲ့ဒီအခြေခံနေနဲ့ကျွန်တော်ပြုလုပ်ဖန်တီးနေတာပါはい、今日の第8課は以上ですね。お疲れ様でした。